46ခုမြောက်သောစာလံဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည့်ကာလအထူးသဖြင့်ကုမအကြောင်းကိုသင်ရှားလျက်ရှိ၏ထို့ကြောင့်ပထဝီမြေသည်၍တွား၍တောင်များတုန်လှုပ်လျက်သမုတ်တရားသို့ကြတော်လေငါတို့သည်ကြောက်လန့်ခြင်းမရှိသမုတ်တရားရည်သည်ဟုံမီ၍မွေနောက်ပါလေစေလိုင်းတဘိုးထားသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တမြစ်ရှိသေး၏ထိုမြစ်ရည်သည်စီး၍ဘုရားသခင်၏မြို့သည်ဟုသောအမြင့်ဆုံးသောဘုရားကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ထိုမြို့သည်ဘုရားသခင်ကျိန်းဝတ်တော်မူရာဖြစ်၍တုန်လှုပ်ခြင်းမရှိရာမိုးတောက်လင်းစား၌ဘုရားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည်ဟုံမိကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တန်ကိုလွင်တော်မူ၍မြေကြီးသည်အရေးဖြစ်လေ၏ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုး၏ဘုရားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏ထာဝရဘုရားစီရင်ပြုပြင်၍မြေကြီးပေါ်မှတုတ်တင်ပေးရှင်းခြင်းအမှုတော်များကိုလာ၍ကြည်ရှုကြလော့လေကိုချိုးလျက်လံကိုအပိုင်းပိုင်းဖြက်လျက်ယထာကိုမိရှို့လျက်မြေကြီးစွန်းတိုင်အောင်စစ်မှုကိုငြိမ်းစေတော်မူ၏ငြိမ်ဝှက်လျက်နေကြလော့ငါကဘုရားသခင်ဖြစ်သည်ဟုသိမှကြလော့လူမျိုးတို့သည်ငါသည်ဘုံပွင့်မီမြေကြီးပေါ်မှာဘုံပွင့်မီကောင်းကင်ဘုံရှိအရှင်ထာဝရဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဘုရားသည်ငါတို့ခိုလုံရာဖြစ်တော်မူ၏အာမင်